ယောဂီဆိုတဲ့ခွေးလေးဟာသခင်စကားနားထောင်လုံးလို့ပဲသခင်ဖြစ်သူရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရပါတယ်။သခင်ကဘောလုံးပစ်ပေးပြီးအဝေးကိုပြေးကောက်ခိုင်းနေအောင်မှာပဲခွေးလေးကိုထားခဲ့ပြီးလေရင်ပေါ်ကိုတက်သွားခဲ့ပါတယ်။ခွေးလေးကဘာဖြစ်လို့မိမိကိုထားခဲ့မှန်းမသိပဲလေရင်ပြေးလမ်းပေါ်အထိပြေးတက်ပြီးလေရင်မထွက်နိုင်အောင်သူ့ရဲ့ခန္ဓာကိုယ်နဲ့ပိတ်ဆို့တားဆီးခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့လေရင်ကသူ့ကိုထားခဲ့ပြီးပြန်တန်းသွားခဲ့ပါတော့တယ်။ယောဂီဟာသခင်ပြန်လာမဲ့နေ့ကိုမျှော်လင့်ရင်းလေစိတ်မှာနှစ်တိတိစောင့်ဆိုင်းနေခဲ့ပါတယ်။လူတချို့ကသူ့ကိုယွန်ရှာကြသလိုတချို့ကလည်းညှဉ်းပန်းနှိပ်စက်ကြပါတယ်။လေစိတ်လုံခြုံရေးတွေကယောဂီကိုဖမ်းဆီးဖို့စူးစမ်းနေတာကိုကောင်လေးအီတန်ကမြင်သွားပြီးသူ့ကိုကူညီပြီးလွတ်ပေးခဲ့ပါတယ်။အီတန်ဟာလည်းအမေဖြစ်သူဆုံးပါသွားပြီးအဖေနဲ့လည်းဆက်ဆံရေးအဆင်မပြေသူဖြစ်တဲ့အတွက်ယောဂီရဲ့အခြေအနေကိုကိုချင်းစာမိသွားပါတယ်။တညမှာအီတန်ကလေရင်ပေါ်ခိုးတက်ပြီးထွက်ပြေးဖို့စူးစမ်းခဲ့ပေမဲ့ယောဂီကဟောင်ပြီးတတိပေးခဲ့လို့အသက်ဘေးကလွတ်ခဲ့ပါတယ်။အကယ်၍သာလေရင်ပြန်တက်သွားခဲ့ရင်အမြင့်ပေ1000မှာအေးခဲ့ပြီးတေဆုံးသွားနိုင်တာကိုယောဂီကကယ်တင်ပေးခဲ့ရလဲဖြစ်ပါတယ်။နောက်မှသိလိုက်ရတာကတော့ယောဂီရဲ့သခင်ဟာလေရင်ပေါ်တက်ဖို့အတွက်ခွေးလေးရဲ့ကာကွယ်ဆေးထိုးထားတဲ့အထောက်အထားတွေမပါလာတာကြောင့်ခွေးလေးကိုအလွယ်တကူပဲစွန့်ပစ်သွားခဲ့တာဖြစ်ပါတယ်။အီတန်ဟာယောဂီကိုသူ့ရဲ့သခင်စီပြန်ရောက်အောင်ကူညီပေးဖို့ဆုံးဖြတ်လိုက်ပြီးသခင်ဖြစ်သူရဲ့လိပ်စာကိုရဖို့အတွက်လေစိတ်ဝန်ထမ်းတွေစီမှာစူးစမ်းစုံစမ်းနေပါတယ်။တစ်ဖက်မှာလည်းယောဂီဟာလေစိတ်မှာအမြဲလိုသူ့သခင်ကိုစောင့်နေခဲ့ပါတယ်။ဒီတစ်ခေါက်လေရင်ပေါ်ကဆင်းလာသူတွေထဲမှာသူ့သခင်နဲ့တူတဲ့လူတစ်ယောက်ကိုယောဂီတွေ့လိုက်ရပါတယ်။သူအယမ်းဝမ်းသာသွားပြီးအပြေးသွားခဲ့ပေမဲ့လုံခြုံရေးတွေကတားဆီးခဲ့ကြပါတယ်။ဒါကြောင့်ယောဂီဟာလေစိတ်ဆောက်ဦးတဲ့ကိုပြေးဝင်သွားခဲ့ပါတယ်။လူအုပ်ကြီးရဲ့မှာသူ့သခင်နဲ့တူတဲ့သူကိုပြန်ရှာတွေ့ခဲ့ပြီးဝမ်းသာအားရနဲ့အဲ့ဒီလူရဲ့လက်ဖွားကိုရှာနဲ့ရက်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီလူလှည့်ကြည့်လိုက်တဲ့အခါမှာတော့သူ့သခင်မဟုတ်မှန်းသိလိုက်ရပါတော့တယ်။ယောဂီဟာစိတ်ပြက်လက်ပြက်နဲ့ခေါင်းငုံနေစဉ်မှာပဲလုံခြုံရေးတွေကသူ့ကိုဖမ်းဖို့ရောက်လာကြပါတယ်။အဲ့ဒီအချိန်မှာအီတန်ဆိုတဲ့ကောင်လေးရောက်လာပြီးလုံခြုံရေးတွေကိုယောဂီနားမကပ်ဖို့အော်ဟစ်တားဆီးပေးခဲ့ပါတယ်။အီတန်ရဲ့အကူအညီနဲ့ယောဂီဟာလုံခြုံရေးတွေဝိုင်းထားတဲ့ကြားကနေထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ယောဂီနဲ့အီတန်တို့ဟာပစ္စည်းတို့လောင်ကန်းတစ်ခုထဲမှာပုန်းနေခဲ့ကြပါတယ်။သူတို့ဘလို့ထွက်ပြေးရမလဲလို့စဉ်းစားနေတော့မှပဲအစောပိုင်းကလေစိတ်ဝန်ထမ်းအမျိုးသမီးကြီးတစ်ယောက်ရောက်လာပါတယ်။သူမဟာယောဂီရဲ့သခင်နေရဲ့လိပ်စာကိုပေးခဲ့ရုံသာမကသူတို့ထွက်ပြေးဖို့လမ်းကြောင်းကိုပါပြသပေးခဲ့ပါတယ်။ယောဂီဟာသူမကိုကျေးဇူးတင်တဲ့အကြည့်နဲ့ကြည့်ပြီးထွက်ခွာသွားခဲ့ပါတယ်။ဒါပေမဲ့လေစိတ်ကြီးကြပ်ရေးမှုကတော့သဘောမကောင်းပါဘူးဒီဖြစ်ရဲ့အတွက်ဂျက်လို့ခေါ်တဲ့အီတန်ရဲ့အဖေမှာတာဝန်ရှိကြောင်းနဲ့အလုပ်ထွက်ဖို့ဒါမှမဟုတ်ယောဂီကိုဖမ်းဖို့ဖိအားပေးခဲ့ပါတယ်။မိမိအလုပ်ကိုဆက်လက်ထိန်းသိမ်းဖို့အတွက်ဂျက်ဟာခွေးဖမ်းသမားတွေကိုခေါ်ပြီးယောဂီကိုဖမ်းဆီးခဲ့ရပါတယ်။ယောဂီကိုတပ်ဖို့အတွက်ကားပေါ်တင်သွားတဲ့အခါအီတန်ဟာငိုယိုပြီးသားစီးခဲ့ပေမဲ့ဂျက်ကတော့ဂယုမဆိုင်ပဲထွက်ခွာသွားခဲ့ပါတယ်။အီတန်ဟာသူ့အဖေကိုအယမ်းမုန်းတီးသွားခဲ့ပါတယ်။ဒါကိုမြင်တဲ့လေစိတ်ဝန်ထမ်းဟာအီတန်ကယောဂီရဲ့သခင်စီကိုရေးထားတဲ့စာကိုဂျက်ရဲ့လက်ထဲကိုထည့်ပေးလိုက်ပါတယ်။အိမ်ပြန်ရောက်တဲ့အခါအီတန်ဟာအထုပ်ပိုးတွေပြင်ဆင်ပြီးမိဘမဲ့ကေဟာကိုသွားမယ်လို့ပြောပါတယ်။ဂျက်ကစိတ်တူပြီးအီတန်ဝတ်ထားတဲ့အင်ဂျီကိုဆွဲချုပ်ဖို့ကြိုးစားတဲ့အခါအီတန်ကဒါကျွန်တော်မေရဲ့အင်ဂျီပါနောက်ထပ်မကင်ပါနဲ့တော့လို့အော်ပြောလိုက်ပါတယ်။အီတန်ကသူ့ဖေကိုအဖေကျွန်တော်ကိုဒီနှစ်တွေတလျှောက်တစ်ခါလေးတောင်လာတွေ့ဦးလားလို့မေးတဲ့အခါဂျက်ကငါမင်းမေစီကိုလက်ဆင်ပိုက်ဆံပို့ပေးခဲ့တယ်လို့ပြန်ပြောပါတယ်။လူကြီးတွေဟာပိုက်ဆံကမိသားစုမိတာကိုအစားထိုးနိုင်တယ်လို့ထင်တတ်ကြပေမဲ့ကလေးတွေအလိုအဆုံးကအတူရှိပေးဖို့ဆိုတာကိုမေ့နေတတ်ကြပါတယ်။ညဘက်မှာအီတန်ထွက်မပြေးနိုင်အောင်ဂျက်ကကားထဲကနေစောင့်ကြည့်နေရင်အီတန်ရေးထားတဲ့စာကိုဖတ်ကြည့်လိုက်မိရတယ်။အဲ့ဒီစာထဲမှာတင့်ရဲ့ခွေးယော်ကီကိုလေစိတ်မှာထားခဲ့တာကြာပါပြီ။သူတင့်ကိုအကြာကြီးစောင့်နေခဲ့တာပါ။လူတွေကသူ့ကိုမောင်းထုတ်ပေမဲ့သူကတော့တင့်ကိုပဲစောင့်နေတော့မှာပဲယော်ကီဟာတချို့လူတွေထက်တောင်ပိုပြီးအတိရန်ရှိတယ်လို့ကျွန်တော်ထင်ပါတယ်။သူ့ကိုဘာလို့ထားခဲ့လဲဆိုတာ तू မသိပါဘူးတင်မရှိတော့ तू ရမ်းဝမ်းနေနေပါတယ်။တင်းမိဘတွေကတင့်ကိုစွန့်ပစ်သွားတယ်ဒါမှမဟုတ်မေ့သွားတယ်ဆိုတာကိုသိရတာထက်ပိုဆိုးတာမရှိပါဘူး။အဲ့ဒါဟာတင်ဒီလောကမှာမရှိတော့သလိုခံစားရစေပါတယ်။ဒါကြောင့်ယော်ကီကိုလာခေါ်ပေးပါလားခင်ဗျာလို့ရေးသားထားပါတယ်။ဒီစာကိုဖတ်ပြီးရဲ့နောက်မှာဂျက်ဟာသူ့ရဲ့ပြက်ကွက်မှုတွေကတားဖြစ်သူကိုဘလောက်ထိထိခိုက်စေခဲ့တယ်လဲဆိုတာကိုနားလည်သွားခဲ့ပါတယ်။မိုးရဲရေထဲမှာတယောက်တည်းထွက်သွားဖို့ပြင်နေတဲ့တားဖြစ်သူကိုကြည့်ပြီးဂျက်ဟာသူ့ကိုယ်သူအဖေကောင်းတစ်ယောက်မဟုတ်မှန်းသိသွားပါတယ်။နောက်ဆုံးမှာတော့ဂျက်ဟာတားဖြစ်သူအီတန်ကိုကားပေါ်တက်ခိုင်းပြီးလာယော်ဂီကိုတွားခေါ်ကြဆိုလို့ပြောလိုက်ပါတော့တယ်။